မေကုနှစ်တစ်ခုမေးထားတာဖြေပေးအောင်မယ်နော်သင်တန်းပေးရတာကတစ်ပိုင်းပါဝါသွေးရတာကအလုပ်တစ်လုပ်နော်ကျုပ်မှာကရင်းမှန်ဆိုင်ဖွင့်ထားလို့လုပ်ငန်းလုပ်နေရတာတစ်မျိုးလိုအပ်တဲ့လူနာတွေစီသွားပြီးတော့လက်စီစမ်းသပ်ပေးရတာကတစ်မျိုးအားတဲ့အချိန်ကသိပ်မရှိဘူးနော်အဲ့ဒီလက်ခံထားတဲ့မြင်းမှန်ကိုင်းတွေအကုန်လုံးကိုယ်တိုင်ပြန်သွေးနေရတာကတစ်မျိုးအဲ့တော့တယောက်ကဘသူဘဝရဲ့လို့တော့ကျုပ်လည်းမပြောတော့ပါဘူးပြောစရာလည်းမလိုဘူးနော်ကောင်းလေးတယောက်ကလှမ်းပြီးမေးထားတယ်သူကဒီလောက်ပညာတွေနဲ့ဒီနေသားတွေတိုင်းတာတွေသင်တန်းပေးနေတာတဲ့တရားရဲ့တားနေအောင်မြင်နေပြီလားတဲ့ခုလက်ရှိသင်တန်းပေးတာတွေကအောင်မြင်ခြင်းလို့ပေးတာမဟုတ်ဘူးလေသူကထက်ပြောသေးတယ်လက်ရှိမြင့်မှန်တိုင်းနေတာတဲ့တရားထက်ကျွမ်းကျင်လို့အောင်မြင်နေကြတာလားတဲ့လက်ရှိမြင့်မှန်ဆိုင်ကြီးတွေကအားမို့တရားထက်ကျွမ်းကျင်တဲ့လူမရှိလို့လားတဲ့တိုင်းတာသူမေးတဲ့မေးခွန်းလေးတွေနော်အဲ့တော့အဲ့မေးခွန်းလေးတွေမေးတာကအကောင်းပါတယ်သူတို့အောင်မြင်တာမအောင်မြင်တာကကြတော့သူတို့ရဲ့ကံတရားနဲ့ဆိုင်တယ်လေကျုံနဲ့မဆိုင်ဘူးကျုံသင်တန်းပေးတဲ့အနေထားကကြတော့လက်ရှိမြင့်မှန်ပညာတွေမတိမ်ကောအောင်မပပြောက်အောင်ထိမ့်သိမ့်ပေးတဲ့သဘောနဲ့သင်တန်းပေးတာအောင်မြင်ခြင်းလို့တခုမှမပေါ့အောင်မြင်မှုနဲ့လည်းလုံးလုံးမှမဆိုင်ဘူးเนาะဒါအဲ့တော့မြင့်မှန်လုပ်ငန်းလုပ်တော့မြင့်မှန်ပညာရဲ့အတိုင်းအတာတွေသူ့ရဲ့အတိုင်းအတာသူ့ရဲ့သင်္ကေတသူ့ရဲ့အခြေခံနည်းနေတရားတွေအတိုင်းသွားဖို့ရအတွက်ဒါမှလူနာတွေရဲ့မျက်လုံးနဲ့ပတ်သက်တာကိုကျုပ်ကသင်တန်းပေးတာလေအဲ့တော့အောင်မြင်မှုနဲ့ဘာဆိုင်တော့အောင်မြင်မှုနဲ့ဆိုင်တာအဲ့ဒါဥမြင့်မောင်ပဲရှိတယ်ကျုံနဲ့ဘာမှမဆိုင်ဘူးအဲ့တော့တချို့မေးခွန်းလေးတွေမေးပြီးဆိုရင်နဲငယ်တော့ထိမ့်သိမ့်လေးတွေတော့မေးတင်တယ်လို့နော်ဘာလို့ဆိုတော့မေးခွန်းကလုပ်ငန်းလုပ်ချက်နဲ့လွဲသွားပြီဆိုရင်ကျုပ်ကသိမဖြေချင်တော့ဘူးနော်အကောင့်ကိုဝင်ကြည့်ပြန်တော့လဲအဲ့လူကဘာမှတင်ထားတာမရှိဘူးမေးခွန်းရဲတင်းနေမေးပါကျုပ်လည်းအားလုံးအများနဲ့လှုပ်နေရတာပဲခင်ဗျားတို့မေးတဲ့အတိုင်းတာလေးတွေကျုပ်သူတို့နဲ့အတိုင်းတာလေးတွေသင်ပေးဖို့ခင်ဗျားတို့ဘသူဘဝမှမသိကျုပ်ကလည်းဘသူရမ်းဖြေနေရမှမသိတိုင်းတာရနော်အဲ့တော့လက်ရှိသင်တန်းပေးတဲ့အနေထားတွေကနံပါတ်1ကုသိုလ်လည်းရဝမ်းလည်းဝနော်ငွေကြေးပမာဏအနည်းငယ်သာယူပြီးတော့သင်တန်းပေးနေတာဖြစ်တယ်တချို့ကြတော့မရှိတဲ့လူတွေကြလည်းမရှိသလိုပဲသင်တန်းပေးဖြစ်တယ်အဲ့ကြတော့အခကျင်းငွေတွေမပါပါဘူးတချို့ကိုကျင်းစာတရားနဲ့တချို့အရင်းကြီးတွေအများကြီးရင်းထားပြီးမှလက်ရှိမှပညာအနေထားမရှိသည့်အတွက်ဒုက္ခရောက်နေရင်လည်းအဲ့ဒီလိုလူမျိုးကြိုက်တဲ့လောက်ချမ်းသာနေပြီလေစီကျုပ်စီကပညာလှမ်းပေးပြီအခမဲ့လှမ်းပေးမှာသူချမ်းသာတာမချမ်းသာတာကျုပ်နဲ့မဆိုင်ဘူးသူအခက်အခဲဖြစ်နေတာကိုကျုပ်ကူညီဖို့အားကျုပ်ရဲ့အလုပ်ပဲအဲ့တော့တချို့မေးခွန်းလေးတွေကဟိုဆက်အပ်တဲ့မေးခွန်းလေးတွေမေးရင်ကျုပ်ကဖြေခြင်းတယ်ဆက်အပ်တဲ့မေးခွန်းမဟုတ်ရင်တော့မဖြေချင်ဒါလည်းကျုပ်ကဝိတ္တရားအရာလေးဖြေပေးတာနော်ဒီပညာရက်တွေကိုဘာလို့သင်တန်းပေးရတော့ဆိုတော့ဒီပညာရက်တွေကိုမသင်ကြလို့ဒီပညာရက်တွေမတက်ကြတော့ဘာလို့ရတော့ပေါဝါတစ်ခုစမ်းတော်မယ်ဆိုရင်လက်ဆိုမီတာကြီးဝယ်ရတယ်လက်ဆိုမီတာ330ခုလက်ရှိကာလပေါက်ဈေးနဲ့ဆို30ကျော်နေပြီဒါကကိုယ်တိုင်ပညာမတက်လို့နံပါတ်1ဝယ်ရတဲ့လက်ဆိုမီတာဖြစ်တယ်ကိုယ်တိုင်ကတက်စပေါက်နဲ့တက်စပေါက်လေး5သိန်းတန်လေးတစ်လုံးလောက်ဝယ်လိုက်တစ်သက်လုံးခင်ဗျားတို့မသေးမချင်းဘူးခင်ဗျားတို့မြည်တွေမြစ်တွေဒီအဲ့တက်စပေါက်တစ်လုံးကသုံးရတယ်အဲ့တက်စပေါက်တစ်လုံးနဲ့တနိုင်ငံလုံးလှည့်ပတ်ပြီးမျက်စိဆန်းလို့ရတယ်အဲ့တက်စပေါက်တစ်လုံးနဲ့ပေါဝမျိုးစုံကုန်စစ်လို့ရတယ်အဲ့တော့ဒီတက်စပေါက်5သိန်းနဲ့တစ်လုံးလောက်ဝယ်ထားပြီးခင်ဗျားတို့တစ်သက်စာလုံးလုပ်ငန်းလုပ်စရာဓာတ်ပြီးတော့ပစ္စည်းပတ်သက်တာဝယ်စရာမလိုဘေးလီဆက်လေးတစ်လုံးဝယ်မယ်ကျိုးလိုင်းဖော်တဲ့ဆက်လေးတစ်လုံးဝယ်မယ်တောပိတစ်လောက်ဆိုခင်ဗျားတို့ကုန်ကြစိတ်တွေမရှိအောင်လို့ကုန်ကြစိတ်တွေချုပ်နိုင်အောင်လို့ဒီသင်တန်းကိုပေးတာဒီသင်တန်းပေးတဲ့အနေထားမှာ
ဆရာကြီးလှုပ်ချင်လို့လားခင်ဗျားတို့အဲ့ဘက်ကနေမတွေးနဲ့လက်ရှိပညာတစ်ခုရဖို့ကမလွယ်ဘူးဒီပညာကိုခင်ဗျားတို့လိုက်ဝယ်မယ်ဆိုလဲလက်ရှိငွေအမောင်းနဲ့ဝယ်လို့မရဘူးနော်သင်တန်းပေးတဲ့ဆရာကဘာကြောင့်ပေးနေတယ်ဆိုတာခင်ဗျားနားလည်သိအားလို့ဒီသင်တန်းပေးနေတာကိုဒီပစ္စည်းတွေမဝယ်ရအောင်ကိုယ်တိုင်မသိမချင်းဒီပညာကြီးတက်ထားရင်လုပ်ငန်းလုပ်စားလို့ရတယ်ဒီပစ္စည်း30ကျော်တန်ကြီးကဝယ်ပြီးထားလိုက်ဦးအဲ့ပစ္စည်းပြတ်သွားတယ်ကတိကောက်ဖြစ်နေတယ်ခင်ဗျားတို့ကိုယ်တိုင်လည်းပညာတက်မထားဘူးဘာထက်လုပ်ကြမှာတော့တုံးထက်ဝယ်မှာလားသူများစီသွားပြီးတော့ပါဝါဆန်းမှာလားဒါနံပါတ်1ချက်နံပါတ်2ချက်ကွန်ပျူတာကြီးဝယ်မယ်အဲ့ဒီကွန်ပျူတာဝယ်လို့တက်စပေါက်ကမဝယ်ရတော့ဘူးလားအဲ့ကွန်ပျူတာဘယ်လောက်အားကိုးရလို့တော့ကိုယ်တိုင်ပညာမတက်ဘူးတက်စပေါက်နဲ့မဆန်းတက်သည့်အတွက်ကွန်ပျူတာကြီးဝယ်ထားရပြီအဲ့ကွန်ပျူတာဝယ်ထားတာကိုဒါကိုမျက်စိကိုကွန်ပျူတာလည်းပါတယ်တက်စပေါက်လည်းပါတယ်ဒါကိုသိကြအောင်စမ်းသပ်မှုကမပေးနိုင်သည့်အတွက်ဒီပညာရက်တွေကိုသင်တန်းပေးနေရခြင်းဖြစ်တယ်အများကြီးပဲနော်ခင်ဗျားတို့ရဲ့အတွေ့အကြုံပိုင်းဆိုင်ရာကျုပ်ရဲ့အတွေ့အကြုံပိုင်းဆိုင်ရာဒါမို့လေကျုပ်ကလည်းကြားနေရတဲ့အတွေ့အကြုံတွေကတော့ဒီသင်တန်းလေးတော့ပေးမှဖြစ်မယ်ဒါကခင်ဗျားတို့ဆရာကြီးလုပ်ချင်လို့ဒီသင်တန်းပေးနေတာမဟုတ်ဒီကကိုယ်နိုင်ငံကိုယ်လူမျိုးတွေအကုန်လုံးကိုမကုံသိတာမကုံအောင်လို့လုပ်ငန်းလုပ်ပေးတာအဲ့တော့ကျုပ်ပေးတဲ့သင်တန်းကိုခင်ဗျားတို့အနှဲငယ်လေးနဲ့ကျုပ်ကုန်းဖို့လက်ဖေးဖို့လေးပေးတယ်ခင်ဗျားတို့သင်တန်းတက်ပြီဒီပညာတက်သွားပြီကွန်ပျူတာလည်းဝယ်စရာမလိုတော့ဘူးပညာတက်လို့ခင်ဗျားတို့ဆရာကြီးဖြစ်သွားပြီကွန်ပျူတာကြီးဝယ်လိုက်လို့လည်းခင်ဗျားတို့မျက်စိစမ်းတတ်တဲ့ဆရာဖြစ်မလာဘူးလက်စွပ်မီတာဝယ်လိုက်လို့လည်းခင်ဗျားတို့ပါဝါစမ်းတတ်တဲ့လူဖြစ်မလာဘူးကိုယ့်ရချင်းကိုသိကြတယ်ခင်ဗျားတို့အားလုံးအဲ့တော့ကျုပ်ကအခြေခံနီးကြဒီပညာရက်တွေရဲ့အသွားလာတွေတိန်းဆောင်းနေတဲ့ကစားအကုန်လုံးခင်ဗျားတို့ပြောပြခြင်းလို့မှားနေတဲ့ချက်တွေကိုလည်းထောက်ပြခြင်းလို့ဒီသင်တန်းကိုပေးတာအဲ့တော့ခင်ဗျားတို့ကျုပ်တက်လို့အောင်မြင်နေရဆိုလဲအောင်မြင်ကြပေါ့ဒါခင်ဗျားတို့ကန်တရားနဲ့ခင်ဗျားတို့ပဲကျုပ်ကခုလိုသင်တန်းပေးတာကအောင်မြင်ခြင်းလို့တခုမှမပါဘူးမကုံကြတဲ့နာမကုံအောင်လို့သင်တန်းပေးတာဖြစ်တယ်နော်ဒီသဘောပါပဲအဲ့တော့အောင်မြင်ခြင်းလို့သင်တန်းပေးတာလားဒီလောက်ကြီးဒီပညာရေးတက်တာမအောင်မြင်သေးဘူးလားတစ်သက်လုံးလည်းအောင်မြင်မှာမဟုတ်ဘူးအဲ့လိုကျုပ်ကအဖြည့်ခံတတ်မို့လို့ခင်ဗျားတို့လိုအပ်ချက်တွေကိုပဲလိုက်ဖြည့်ပေးနေတာကျုပ်ရဲ့လိုအပ်ချက်ကိုကျုပ်ကဖြည့်နေတာတခုမှမရှိဘူးအဲ့တော့အောင်မြင်ကြတယ်အဲ့လိုလူတန်းစားတွေမှာကျုပ်ပါမှလည်းမဟုတ်ဘူးနော်ဒါကြောင့်အောင်မြင်နေပြီလားလို့လည်းမေးမနေနဲ့တော့အောင်မြင်မှလည်းမဟုတ်ဘူးနော်ဘာလို့လဲခင်ဗျားတို့လိုအပ်ချက်တွေအားလုံးကိုဖြည့်ဆည်းပေးဖို့အတွက်ကိုလူသက်ဖြစ်လာသလိုပဲဒီလောက်ဆိုရင်ကျုပ်ရဲ့စေတနာကျုပ်ရဲ့သဘောထားကိုနားလည်လောက်ပြီးထင်ပါတယ်